ကျွန်တော်တို့ကပေါ့နော်ဒီလိုမျိုး shotgun အောင်ပေါ့နော် shotgun အောင်သုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီမှာ driver ထည့်ပြရမှာเนาะအရင်ဆုံးဒီပေါ့နော် Sunshine 2ဆိုတဲ့ထဲကနေပြီးတော့ကျွန်တော်တို့ driver အရင်သွားထည့်ပေါ့နော်ဒီ computer နဲ့ချိန်ပြီးတဲ့အခါကျလို့ရှိရင်ဒီကောင်ပေါ့နော်ဒီမှာပွင့်တဲ့ခလုတ်ကတော့အောက်ဘက်လေးမှာပါတယ်ပေါ့နော်ဒီပွင့်တဲ့ခလုတ်လေးပါတယ်ပေါ့နော်ဒီကောင်ဘယ်လိုမျိုးသုံးတာလဲဆိုကျွန်တော်တို့ supply နဲ့ပေါ့နော်ဒီ supply နဲ့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဟိုအပေါင်းနှုတ်ပေါ့နော်ဒီချိန်ထားပြီးတဲ့အခါကျလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီပေါ့နော်ဒီ shotgun ရဲ့အောက်မှာထည့်ကြည့်လိုက်ပေါ့နော်ဒီလိုမျိုး shotgun ရဲ့အောက်မှာထည့်ကြည့်လိုက်ပေါ့ဒီလိုနေထားပါတော့ဒါဒီကောင်းလေးဆိုရင်အပေါ်တင်အောက်ချလုပ်လို့ရတယ်ဒီမှာ shotgun မှာဆိုရင်ဘယ်နေရာမှာပူလဲကျွန်တော်တို့ကြည့်ရမယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီ shotgun အောက်မှာဆိုလို့ရှိရင်ဘယ်နေရာပူလဲကျွန်တော်တို့ကစမ်းကြည့်မယ်ပေါ့နော် supply ကိုကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်လိုက်မယ် supply ကိုတစ်ချက်ဖွင့်ကြည့်လိုက်မယ်တွေ့လားဒီမှာတွေ့လားပူနေတွေ့လားပူတဲ့နေရာကိုကျွန်တော်တို့တွေ့ပြီအဲ့လိုမျိုးပေါ့နော်ဟို shotgun ရှိတယ်ဆိုရင်ကျွန်တော်တို့ကပေါ့နော်နည်းနည်းလေးဟိုရှာရတာပို့ပြီးတော့အဆင်ပြေတာပေါ့နော်တွေ့ရလားမသိဒီမှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဟို mini shot တွေပါညာဆိုကိုယ်တိုင်လိုက်ရှာတယ်ပါညာဆိုမတွေ့ဘူးပေါ့နော်မတွေ့တဲ့ခါကျဒီလိုမျိုးပေါ့နော် shotgun ရှိတယ်ဆိုလို့ရှိရင်ကျွန်တော် shotgun ကိုအောက်မှာပေါ့နော်ဒီ bolt လေးကိုထည့် supply နဲ့ချိန်တာနော်ထိတ်ထားပြီးတဲ့ခါကျကျွန်တော်တို့ကဒီမှာပေါ့နော် supply online ထားတဲ့ဘယ်နေရာပူလဲဆိုတာဒီမှာတွေ့လားကျွန်တော်တို့ကဒီမှာပူတာပေါ့နော်ဒီမှာပူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့နေရာမှာတင်ကောင်းဆိုကျွန်တော်တို့ကခဲငွေလေးပါလေးရိုက်ပြီးတော့ပေါ့နော်တေချာမတေချာပြန်ပြီးတော့စမ်းလိုက်လို့ရတာပေါ့နော်ဒီလိုမျိုးဟို shotgun ရှိတယ်ဆိုကျွန်တော်တို့ကဒီလိုမျိုး mini shot တွေကိုပေါ့နော်ဟိုတစ်ခါလေကြလို့ရှိရင်ပေါ့နော်ဒီကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့လောက်တဲ့ခါကြလို့ရှိရင်မတွေ့ဘူးပေါ့နော်ဒီလိုမျိုး shotgun နဲ့ကြောက်ဒီလိုမျိုးအသေးစိတ်မြင်ရတာပေါ့နော်ဒီနေရာပူတယ်ဆိုဒီနေရာပူတဲ့နေရာကိုကျွန်တော်တို့ကအဓိကမဲပြီးလိုက်လို့ရတာပေါ့နော်အဲ့လိုမျိုးဟို shotgun ရှိခြင်းရဲ့ကောင်းကျိုးကတော့အဲ့ဒါပေါ့နော်ဟို shot တွေပါညာဆိုလဲလွယ်ကူနဲ့ဘယ်နေရာပူလဲဘာမှမပြင်ခင်အရင်ဆုံးပေါ့နော်ဘယ်နေရာပူလဲပါညာဆိုတော့ကျွန်တော်တို့အရင်ဆုံးဟိုစမ်းလိုက်လို့ရတာပေါ့နော်ဒါကတော့ဟိုဥမာအနေနဲ့ကျွန်တော်ပြပေးတာပေါ့နော်မှဆိုရင်တွေ့လားကျွန်တော်ပူတဲ့နေရာဒီလိုမျိုးပေါ့နော်ဒီလိုမျိုး shotgun တွေပါညာပေါ့နော်ဝယ်ခြင်းနဲ့ဆိုတဲ့ညီကိုတွေလည်းလာပြီးတော့ဝယ်လို့ရပါတယ်နော်ဒါ shotgun ကိုဟိုချိတ်ဆက်ပြီးတော့ပေါ့နော် shotgun ချိတ်ဆက်ပြီးတော့ဒါအနှဲငယ်ပေါ့နော်သုံးပြတာပေါ့နော်ဒီလိုမျိုးပေါ့နော် shotgun ပဲဖြစ်တခြားတော့ပေါ့နော် scope တွေ supply တွေ heat gun တွေဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့စီမှာလာရောက်ပြီးတော့မှာယူလို့ရပါတယ်ဒီနေ့ပို့ပေးပါရပေါ့နော်ထိုင်းနိုင်ငံနှောက်ပို့ဆောင်ပေးပါတယ်ခင်ဗျ